ပုံကြတာဒါလေးတော့ငါမဟုတ်ဘူးငါမင်းခွေးဗျခေါင်းဝိုင်းလေခေါင်းဝိုင်းတယ်လေကျွန်တော်ကငမင်းခွေးကိုခေါ်တယ်ခေါင်းဝိုင်းဒီငမင်းခွေးလေဒီကောင်ပါဇက်ကလေအောက်ကတုတ်ကြည့်ရတယ်ပါဇက်ကတော့ကော့ကွာကျေးအဲ့ကောင်ချိုးပြက်တယ်ညီးပြီကွာသွားပြီလိုက်ပဲဟောငါးဗျအောက်ငါးကြီးတာငါးဗျရုံးတယ်လွတ်လိုက်အတိုင်မိတီမလွတ်လိုက်ရချောတယ်တက်မလားအမီးညီရနေမှာအမီးချိတ်တယ်နေမှာတက်လာရမလွတ်နိုင်ဘူးချောတယ်ခါချိတ်တယ်နေမှာငါးလားကျွတ်လာမလို့ရုံးတော့မယုံအောက်ငါးဗျငါးမဟုတ်တယ်အမိုက်လားမသိဒါပေမဲ့ခုနရုံးလာတော့ငါးပုံတယ်အမိုက်လားမသိမြုံကျွတ်နေမောကျွတ်နေငါးတော့ငါးစိတ်ထဲမှာတော့ငါးနဲ့တူတယ်ငါးတော့ကျွတ်လေရေထဲမှာအဲ့လိုပဲဟုတ်တယ်အိတ်ကဟိုရေဟောင်းပြီးဟုတ်ပါငါးလည်းမတူဘူးဝလုံးလားမှာတစ်ခုအဲ့မှာလေးပြန်ယူသွားဟောရုံးဘယ်လိုချိတ်လဲမသိရတာကြောင့်ဟုတ်တော့ငါလေးငမောင်းဝါကြီးတဲလေးချိတ်တာဗျာတဲလေးချိတ်တာနေဦးအေးတဲလေးချိတ်တယ်နေဦးခဏနေဦးရုံးမှာတဲလေးချိတ်တာလို့နေဦးလေဒါဖွင့်လိုက်ငါငယ်နိုင်ပါလေထုတ်လိုက်တာထုတ်လေမင်းဘူးအညက်ဖယ်လိုက်အေးဟာလို့စုတာဟောမင်းတို့တခါလည်းမလုပ်တော့ဘူးအတားရတခါလည်းလုပ်လိုက်တော့နောက်မကန်ရ你泡吧，泡，这个嘛。